ကျွန်တော်အရင်တော့ကကိုတခါမှမလုပ်ဘူးတဲ့လုံးတစ်ခုလုံးမယ်ဆိုရင်လုံးရမယ့်ဟာကိုအစားဆုံးသိရမှာအကုန်လုံးရှင်းလင်းဖြစ်မှာလုံးလို့ရမယ်ထင်တယ်ဘူးလေအဖြေကုန်ရမှာစမယ်ပေါ့လေအဲ့ဒါတခါမှမလုပ်ဘူးတဲ့ project အသစ်တစ်ခုကိုဟိုးစားနေစလုပ်ရတဲ့အချိန်ကျတော့တော်တော်ဒုက္ခရောက်တာလမ်းမတင်ကမ်းမတင်ဖြစ်နေတာဆိုတော့လေလုံလည်းမတွေ့ဘူးအဲ့ဒါနောက်မှသဘောပေါက်လာတာအကိုဘာဆက်လို့ရမလဲဆိုတာကိုလုံရင်းထဲမှာတဖြည်းဖြည်းမြင်လာတယ်တဲ့လုံးမကြည့်လို့မသိဘူးရဲ့တကယ်လို့ဘာမှမလုပ်ရသေးပဲနဲ့ဟာငါဘာလုပ်ရင်ကောင်းလဲဆိုပြီးတော့ထိုင်စဉ်းစားနေရင်လည်းအတွေးလွန်သွားပဲရှိတယ်ပြောချင်တာကဗျာတွေးနေုံနဲ့ရှင်းမသွားဘူးပေါ့နော်ဒါဘာနဲ့တူလဲဆိုတော့ကိုသွားမဲ့ခီးကိုကကိုလမ်းဖောက်ပြီးသွားရတယ်တူသွားရင်းနဲ့မှတဖြည်းဖြည်းလမ်းတွေ့လာတယ်အဲ့ကြောင့်ဘာလုပ်ရမလဲဆိုတာကိုရှင်းလင်းမသိဘူးဖြစ်နေတယ်ဆိုရင်စတာလျှောက်ကြည့်လိုက်စလုပ်ကြည့်လိုက်လုံရင်းနဲ့လမ်းတွေ့လာလိမ့်မယ်